ရားဘယ်ကဖြစ်တယ်လဲဆိုတင်ညာနဲ့အမေပြုတ်လို့ရခဲ့ရင်ဘီတဖရားတကုံးမရှိဘူးသင်သားလေးတကုံးရှိဖြစ်သွားတယ်အဲ့ဒါကိုသဘောပေါက်ဖို့လုပ်တယ်ဒီဖရားဘယ်ကဖြစ်တယ်လဲလို့သင်စဉ်းစားလို့ရရင်ဒီဖရားတကုံးရှိမဟုတ်စဉ်းစားလို့ရသောပုဂ္ဂိုလ်ဒီတကုံးရှိဖြစ်သွားတယ်သူ့နေရာကိုရသွားပြီဒါကြောင့်ဖရားဆိုတာကိုညာနဲ့အမေမရတော့ဖရားဖြစ်တယ်ဆိုတာသဘောပေါက်ဖို့လုပ်တယ်ဒါကြောင့်ဒီဖရားကိုကျွန်တော်တို့ဒီနေ့ရထားတယ်ဒါကြောင့်သူ့ကိုသိဖို့အများကြီးမလိုတော့ဘူးဖန်ဆင်းရှင်ဖရားဖြစ်တဲ့ခတ်သိမ်းသောအရာကိုတတ်တယ်မတတ်နိုင်သောအရာမရှိဘူးဆိုတာဒီလောက်သိရမယ်တဘာဝလွန်ဖရားအရာခတ်သိမ်းကိုတတ်နိုင်ကြောင်းကိုသိထားရင်ပြီးပြီအဲ့ဒါဆိုလုံလောက်ပြီဒီထက်သိစရာမလိုတော့ဘူးဒါမဲ့ဖရားကိုသိချင်လို့ရှာတဲ့လူတွေကဒီနေ့ယူတူတူတွေဖြစ်တယ်ဒါမဲ့သင်ဖရားကိုဒီလောက်ထိသိပြီးဆိုကျင့်တ်တော့လေနောက်ထပ်သိရမယ့်အရာတစ်ခုကသင်ကိုဆွဲချနေတဲ့စာတန်ကတော့အစဆုံးသိရမယ်ဖြစ်ချင်းကိုသိရမယ်အဆုံးကိုသိရမယ်ဘယ်ကလာတာလဲဘာဖြစ်လို့ငါတို့လောကလူသားတွေကိုဆွဲချပြီးမရဏအထိပို့နေရတာလဲဒီကောင်ကဘာကောင်လဲဘယ်ကစတယ်လဲသူ့ရဲ့အကြောင်းအရာကတော့အသေးစိတ်သိဖို့လိုအပ်တယ်ဘာကြောင့်လဲနေ့စဉ်နဲ့အများကျွန်တော်တို့ကိုဆွဲချနေတာဒီကောင်ဖြစ်နေတယ်သူ့အကြောင်းကတော့အသေးစိတ်သိဖို့လိုတယ်လို့ကျွန်တော်အလုပ်ခိုင်းနေတယ်ဒါကြောင့်ဒီနေ့အသက်ရှင်တဲ့ဘုရားကိုသိကြွပြီးကယ်တင်ခြင်းရဖို့ဟာနှစ်ချင်းမင်္ဂလာကအရေးကြီးပြန်ရောက်ဒါကြောင့်နှစ်ချင်းမင်္ဂလာကရေနဲ့ဝိညာဉ်တော်နဲ့မွေးရမယ်ဆိုတော့ပထမဒီနေ့ဘုရားရဲ့သဘောပါဒီကျမ်းစာကပထမကိုအားလုံးပယ်တဲ့ဘုရားဖြစ်တယ်ပထမကိုတခုမှအတိမပြုတော့ကဘာဦးဖန်ဆင်းတဲ့အလွန်ကောင်းတယ်တဲ့အကောင်းဆုံးဖန်ဆင်းတဲ့ကဘာကြီးကိုဖျက်ပလိုက်ပြီဘသူဖျက်တာလဲစာတန်အဖြစ်ပျက်စီးသွားပြီကဘာဦးကျမ်းအခန်းကြီး1အငယ်1မှာပျက်စီးသွားပြီကဘာကအကုန်လုံးပျက်စီးပြီးအလေးမရှိအမောင်မရှိအကုန်လုံးကနဲ့နေတော့အရာမောင်မိုက်ဖုံးလွှမ်းသွားပြီးဆိုရင်ကစာတန်လက်ချက်ကိုကျွန်တော်သိရတယ်အဲ့ဒီစာတန်အကြောင်းသိရတော့ဒါကြောင့်အဲ့ဒီမှာကဘာဦးကျမ်းအခန်းကြီး1နဲ့အငယ်1မှာ gas theory ဆိုတာနှစ်သန်းပေါင်းကတိအပင်ချကွာဝေးတဲ့အချိန်ကာလကိုဒီနေ့ဂေါရမကပြောလိုက်တိဋ္ဌဂေါရမသိတယ်အဲ့ဒါဒါကြောင့်သူ့ဘဝဖြတ်တန်းလာတာ၄သိန်းချင်းနဲ့ကဘာတန်း၈သိန်းချင်းနဲ့ကဘာတန်း16သိန်းချင်းနဲ့ကဘာတန်းပါရမီဖြစ်မှာဖရာတဆူဖြစ်တယ်ဆိုတော့သူကစာတန်ကပေးတည်ပဲဒါကြောင့်သူကဘဝအလီလီနော်အကောင်ဘလောင်တွေကလာငုံမင်းဖြစ်တဲ့ခါမှာငုံမင်းကဘယ်နှဘဝနော် down ဖြစ်တဲ့ကမှာ down ကဘယ်နှဘဝဆိုတော့သူအဲ့ဒါတွေအကုန်လုံးရေးတွေ့အနာမန်တော့မဟုတ်ဘူးစာတန်လဲလိုက်တာသူဖျားရှာတော့ပုဂ္ဂိုလ်ဖျားမရဘဲနဲ့တရားရပြီးတော့တရားပဲဟောတော့တယ်ဒါကြောင့်ကျွန်တော်တို့သဘောပေါက်ရမှာအဲ့ဒါကိုဖြစ်တယ်ဒီနေ့အသက်ရှင်တဲ့ဖျားနဲ့ဖန်ဆင်းရှင်ဖျားငါဤလူတို့သည်ရေဖြစ်တော့သက်ဆန်းရေဖြစ်တော့ငါ့ကိုစွန့်ပယ်တယ်လို့သူဣတိလသူရွေးတဲ့ဣတိလကိုသူပြောတာရေဖြစ်တဲ့ငါ့ကိုသက်ဆိုင်ရေဖြစ်တဲ့ငါ့ကိုမင်းတို့ပယ်ပြီးတော့ရေမလုံးပက်ပြက်တဲ့အရာတွေကိုယ့်ဟာကိုလိုက်တူးပြီးတော့ဒုစရိုက်နှစ်ပါးကိုပြုကြပြီဒါကြောင့်ကျွန်တော်တို့ဒီအသက်ရှင်တဲ့ဘုရားကိုသိကျွမ်းတဲ့အခါမှာဒုတိယမွေးဖွားခြင်းခံဖို့အတွက်ဒါအရေးကြီးတာကရေနဲ့ဝိညာဉ်တော်အဖြစ်မို့ရဒါကြောင့်ပထမတွေဘာကြောင့်ပယ်တာလဲစာတန်နဲ့ပြဿနာအကြီးကျယ်ဖြစ်တာလို့နော်ပထမအာဒံကိုသူစေလွတ်တယ်လေသေခြင်းကိုဖြစ်စေတယ်ဒုတိယအာဒံဖြစ်တဲ့ခရစ်တော်ကိုလာရတယ်နော်အာဒံနဲ့ရောက်ဖြစ်သွားပြီပထမဗြိဉ္ဉ်တရားကိုဖြစ်တယ်ဒုတိယဗြိဉ္ဉ်တရားကိုအတည်ပြုတယ်ပထမပြညတ်တော်တောင်ဖြစ်တဲ့သိဏတောင်ကိုအတည်ပြုတယ်သိဏတောင်ကိုပယ်ပြီးတော့ကရဏီတောင်ကိုအတည်ပြုတယ်ပထမမွေးခြင်းကိုပယ်တယ်ဒုတိယမွေးဖွားခြင်းကိုအတည်ပြုတယ်လူလုတ်တဲ့ပထမစပည့်ကိုပယ်လိုက်တယ်သူလုတ်ပေးတဲ့စပည့်ကိုပဲအတည်ပြုတယ်ဒါကြောင့်ဖခင်ကဒုတိယတွေပဲအတည်ပြုတဲ့ဖခင်ကဒီနှုတ်ကပတ်တော်ပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဒါသိရမယ်နောက်တစ်ရေတစ်မျိုးကိုကျွန်တော်ပြောချင်တယ်နောက်ရေတစ်မျိုးဟာဘာကိုပြောတာလဲအဲ့ဒါကရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၄ထဲမှာပါတဲ့ရှမာရိမိန်းမနဲ့ယေရှုနဲ့ပြပင်တိုးပြီတိုးတဲ့အချိန်မှာရှမာရိမိန်းမကသူများယောက်ျားတွေနဲ့ပြဿနာတက်ထားတာလေယေရှုသိတာပေါ့ဒါပေမဲ့သူ့ရဲ့ယေရှုခရစ်တော်ကမြင်လိုက်တာနဲ့ဒီအမျိုးသမီးကိုအေးဝင်ကလေးလောက်တော့မှာနှုတ်ကပတ်တော်ကျွေးတော့မှာဒါပေမဲ့သူအနီးကကတ်သွားတယ်မိမငါ့ကိုရေတစ်ခွက်လောက်တိုက်လိုက်ပါစကားနားထောင်လိုက်တာနဲ့အတန်ကြားတာနဲ့မော့ကြည့်လိုက်တော့ဂျူးဖြစ်နေတယ်
ဂျူးဆိုတာသူတို့ရှမာရိမိမ့်မတွေနဲ့ပေါင်းတိဆက်ဆံခြင်းမလို့ဇန်နဲ့ခွဲကြတယ်တင်းတို့ဂျူးလူမျိုးဖြစ်တော့ကျမစီမှာဘာကြောင့်ရေတောင်းတောက်တာလဲတင်ပေးသောရေဒီတောက်သုံးသောသူတွေအငှမပြေနိုင်ဘူးငါပေးမဲ့ရေကတော့ထာဝရအသက်စမ်းရည်ဖြစ်တယ်ငါကအသက်ရည်ဖြစ်တယ်လို့ပြောတာဒါကြောင့်ဒုတိယရေကဘယ်လိုဖြစ်မလဲတခင်ခရစ်တော်ဒါကြောင့်သင်္ကေတခြင်းရဖို့ဒုတိယမွေးဖွားခြင်းခံဖို့ဒုတိယရေဖြစ်တော့ခရစ်တော်အကြောင်းကောင်းတရားအဲ့ဒီခရစ်တော်ကလူစားတိခံနေအသက်တော်33နှစ်နေပြီးတော့ကားတိုင်ကိုတက်သွားပြီးနောက်ဆုံးအသက်ပဲအသွေးသွင်းပြီးတော့အမှုပြေးပြီးလို့ပြောတဲ့စကားအထိခရစ်တော်ဘာလို့ပေးသွားတယ်လဲဆိုကောင်းကောင်းသိမှဒုတိယမွေးဖွားခြင်းရတယ်အဲ့ဒါရေးကြည့်တယ်ခုနဖယားအကြောင်းသိရမယ်ဖန်ဆင်းရှင်အကြောင်းစေလွတ်တော်မူသောခရစ်တော်အကြောင်းဘာကြောင့်စေလွတ်တာလဲဒါကြောင့်ထာဝရအသက်ကဒီပုဂ္ဂိုလ်နှစ်ယောက်ရဲ့လှုပ်ဆောင်ချက်ကိုသဘောပေါက်ရမယ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ရဲ့လှုပ်ဆောင်ချက်ကိုသိပြီးတော့သင်ကိုသမာတရားကဘာပြောတယ်လဲဆိုတဲ့အပေါ်မှာသင်ကတည်းကရနိုင်တယ်အဲ့ဒီရေ၃မျိုးနောက်ရေတစ်မျိုးကဘာလဲအေဖက်9:20ကိုသင်ရဲ့ဇာတိပဂတိအပြစ်တရားတွေကိုအားလုံးအေဖက်ဩဝါဒစာအခန်းကြီး9:20အားဖြင့်သင်တို့ရဲ့အညစ်အကြေးအရေးတွန်းနာတွေအပြစ်အနာစာတွေနှုတ်ကပတ်တော်ရေတီးဟုသောအရာနဲ့ဆွေးကြရမယ်ဒါဆိုရေက၃မျိုးဖြစ်သွားပြီသင်္ကေတခြင်းရဖို့ရေ၃မျိုးလိုတယ်ဒီနေ့ရေဆိုတာဘာသာတိုင်းအတည်ပြုထားတယ်ဘာသာတိုင်းမှာရေမပါဘဲနဲ့အစင်မပြေဘူးမွတ်စလင်ကိုဟိန္ဒူကိုဗုဒ္ဓကိုခရိယန်ကိုရေကအဓိကဂျားခံဖြစ်တယ်နော်ဒါကြောင့်ဒီနေ့ဗုဒ္ဓဘာသာတဲ့ဆိုတော့နှစ်တိုင်းနော်နှစ်သိကူးမှာတကြံဟာရေဆေးကြောကြတယ်ရေပါရတယ်တဲ့ရောအဓိကရေပဲမွတ်စလင်တွေလည်းဘီလီကျောင်းဝင်မယ်ဘယ်တစ်ခုခုသွားမယ်သူတို့မှရေတန့်ရှင်းရလို့ရေတန့်ရှင်းရလည်းမဆေးကြောပဲနဲ့ဘီလီကျောင်းဝင်လို့မရဟိန္ဒူမှလည်းထိုးနေတကောင်ပဲဒါကြောင့်ဘာသာတိုင်းမှာရေသုံးနေကြတယ်ဗုဒ္ဓဘာသာတွေမှာလည်းအလူတန်းလုပ်ပြီးဆိုရေစက်ချက်ပြီးတော့အမြောက်ဝင်ပြီးမှဖုံးကြီးကိုလူလို့ရတယ်ရေဟာအဓိကဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့အဲ့ဒီ၃မျိုးကိုသဘောပေါက်ပြီးမှဒါလေဘာနဲ့တွဲပြီးတော့မွေးရမလဲဆိုဝိညာဉ်တော်နဲ့သွားရမှာဖြစ်ဒီခေတ်ဒီကာလကဝိညာဉ်တော်အလုပ်လုပ်ပြီဒါပေမဲ့ဝိညာဉ်တော်အလုပ်လုပ်တော့လေဒီနေ့သာမန်ခရိယန်တွေပဲဖြစ်ဖြစ်ခရိယန်တော်တော်များများကဝိညာဉ်ကိုလက်ခံသလားလက်မခံလားဆိုခရိယန်၄မျိုးရှိတယ်ဝိညာဉ်တော်ကိုကြောက်တဲ့ခရိယန်ရှိတယ်ဟာလေလုယာအော်မှာကြောက်တယ်လက်မြောက်ပြီးချင်းမှုကိုယ်ွယ်မှာကြောက်တယ်သူတို့လည်းဘယ်လိုလဲလောင်းပါလဲခုနဝိညာဉ်တော်ဆင်းကြွပါလေအားဒါလည်းဆိုရင်သူတို့သားလို့အားစိတယ်မဆိုးဝိညာဉ်တော်ကိုကြောက်တော့ခရိယန်တစ်မျိုးရှိတယ်နောက်တစ်ခုကဝိညာဉ်တော်ကိုလိုသုံးတယ်လိုရင်သုံးတယ်မလိုရင်ပယ်တယ်အထူးသဖြင့်ဖိုင်တယ်မင်းတဲ့သမားတွေဖိုင်တယ်မင်းကလုကပတ်တော်တအားပိုင်ရဲ့ဝိညာဉ်တော်ကိုအကန့်အသတ်နဲ့တမန်တော်ခင်မှာပြီးသွားပြီဒါလည်းမလို့တော့ဝိညာဉ်တော်ခုတ်ပိတ်ဆရာမလို့ဒီနေ့ဝိညာဉ်တော်ကိုလက်မခံတဲ့အဖွဲ့တွေကဘာကြောင့်လဲဆိုတော့ဒစိတ်ခတ်သောဝိညာဉ်နဲ့သွားတာခရစ်တော်ကိုခုတ်ပိတ်လက်ခံတဲ့ဝိညာဉ်တော်ကိုဆံရံအဖြစ်တဲ့ဒစိတ်ခတ်ထားတာကိုထာဝရတဲ့တကယ်လည်းရပါတယ်ထာဝရဒါမှဖယားအလုပ်လုပ်လို့မရဖယားအလုပ်လုပ်တာ anointing နဲ့လုပ်တယ်အပေါ်ကလာတဲ့ဝိညာဉ်နဲ့ပဲလုပ်တာဒါကြောင့်တမန်တော်တက်ရှိဘင်းတို့ဘဲမှမသွားနဲ့ဝိညာဉ်စင်သက်တော့ခါမင်းတို့တကိုးကိုခံပြီးမှမင်းတို့အစေခံတာသွားကြတော့တကဘာလုံးသွားကြတော့ဆိုတော့ပြောတာဒါကြောင့်ဝိညာဉ်တော်ကိုနော်လက်မခံတော့နော်လက်ခံတော့လက်ခံတယ်ပါပဲလူသုံးတယ်မလိုရင်ပဲတယ်အဲ့ဒါနှစ်ချက်ပဲနောက်ခရိယန်တစ်မျိုးကတော့ဝိညာဉ်တော်ကိုအခိုင်အစေလို့ခိုင်းပြီးတော့ဘာလို့လိုက်ပါလူကဝိညာဉ်တော်ကိုခိုင်းနေတယ်အဲ့ဒါမာသလားမာလားမာတယ်ဝိညာဉ်တော်ကကျွန်တော်တို့ခိုင်းရမယ်ကြုံမဟုတ်ဘူးနောက်တစ်မျိုးကတော့ဒီနေ့ကျွန်တော်တို့အားလုံးခံယူရမှာဝိညာဉ်တော်ရဲ့ anointing နဲ့သင်ကိုလမ်းပြမယ်သွန်သင်မယ်သင်ကို guideline လုပ်မှာဒီဝိညာဉ်ဖြစ်တယ်။ဒါကြောင့်ဝိညာဉ်တော်ဘုရားနည်းနည်းသောအရာကိုဖွင့်ပြပါနှုတ်ကပတ်တော်ဟာကိုယ်ရဲ့နှုတ်တော်ထက်စကားဖြစ်တော့လဲသားနားမလဲနိုင်ပါသမီးနားမလဲနိုင်ပါဝိညာဉ်တော်အပြင်ဖွင့်ပြပါလို့
သူ့ကိုတောင်းဆိုရလိမ့်မယ်ဘာပဲလို့ဝိညာဉ်ဖယားသားသမီးတွေသားလှုပ်ဖို့သမီးလှုပ်ဖို့အရာတွေကိုသားမစွမ်းဆောင်နိုင်ပါကိုတော်ကဘာလှုပ်ပေးမလဲသူ့ရဲ့ guideline နဲ့သွားရတာတချင်ကကျွန်တော်တို့ရဲ့ guideline ကနတ်ဆိုး line နဲ့သွားတာနတ်ဆိုးကဂုတ်ခေါ်စားပြီးကွာစီထားပြီးတော့ကျွန်တော်တို့အသက်တာမပြောင်းတောက်လိုက်ပါကွာစားလိုက်ပါကွာပြောလိုက်ဒါနတ်ဆိုးကကျွန်တော် control နှစ်ဖားရုပ်ထိုးထားတာဒီနေ့နတ်ဆိုးလက်ကလွတ်ရင် control ကဖယားဝိညာဉ်တော်ဖြစ်နေပြီအဲ့ဒီဝိညာဉ်ကိုကျွန်တော်သိရမယ်ဒါကြောင့်ဝိညာဉ်၄မျိုးအသုံးပြုတဲ့ခရိယာတွေကိုသဘောပေါက်ရဒါကြောင့်ဝိညာဉ်ရေးရမှာကျွန်တော်တို့အဓိကအရေးကြီးတာကဒုတိယမွေးဖွားခြင်းဆိုတာရေ၃မျိုးကိုသိရမယ်ပထမရေခမည်းတော်ဒုတိယရေသားတော်ခရစ်တော်တတိယရေလောကပတ်တော်ဒီ၃မျိုးကိုသိမှသင်ဘောနကန်ဖြစ်မယ်ဘောနကန်တောင်မှမဖြစ်နိုင်သေးဘူးဘာနဲ့ပေါင်းရမလဲဘာနဲ့ပေါင်းမလဲဝိညာဉ်နဲ့ပေါင်းတယ်ဘာကြောင့်လဲပထမမွေးခြင်းကအဖေအပေါင်းအမေနဲ့လာတာအဖေအပေါင်းအမေညီမျှချင်းသားသမီးအဖြစ်သား51အရာဆလာ51အရာပဲသွားမယ်ငရဲသွားဖို့သွားမယ်ဗီဇအဖြစ်ပါလာတဲ့ဒါကြောင့်ဒီပထမမွေးခြင်းကိုဖခင်ကဖျက်လိုက်ပြီးတော့ဒုတိယမွေးရမယ်ဆိုတဲ့အချက်ကရေနဲ့ဝိညာဉ်တော်ပါလာအဖေအမေမဟုတ်တော့ဘူးရေနဲ့ဝိညာဉ်တော်မွေးရင်နော်ဖယားသားဖြစ်မယ်ငရဲကလုံမယ်ဒါကြောင့်အဖေမေမဟုတ်တော့ဘူးဒါကြောင့်ရေနဲ့ဝိညာဉ်တော်ကိုခရိယန်တွေကိုကောင်းအောင်သင်ရမယ်နိချင်းခံတာမဟုတ်ဘူးတိချင်းကမခံလို့လည်းမရဘူးနိချင်းကဘာကြောင့်ခံတယ်လဲဆိုကျွန်တော်တို့ကိုးကွယ်တဲ့ဂေါရမနိချင်းခံတာဘယ်သူမှမသိဘူးတိတ်တဲ့ဂေါရမနိချင်းခံတယ်လို့ပြောရင်လူတွေကကျွန်တော်တို့ကိုတမျိုးပြောချင်တယ်မဟုတ်ဘူးသူ့ရဲ့သက်တော်စဉ်ဘုဒ္ဓဘုံကြည့်ရတယ်တိတ်တဲ့ဂေါရမကချီးမွေနားမွေတွေကိုအားလုံးစွန့်ပြီးကိလေသာလောဘဒေါသအကုန်လုံးကိုပယ်ပြီးတော့အနော်မာမြစ်ကိုဆင်းပြီးပပစ္စတရားကိုခံတာဖြစ်တယ်ပပစ္စတရားကဒီထဲမှာဗတ္တိဇံဖြစ်နေတယ်ဗတ္တိဇံဆိုတာနစ်မြုပ်ခြင်းနဲ့ပပစ္စဆိုတာဒါကြောင့်ငါရှိမှပွင့်တော်မူသောကောနာကုံကသံကုံကသဘာတွေကဇံနေတကိုးတွေနဲ့ရတော့လေငါဖျားလောင်းဖြစ်လေကစားအနော်မာမြစ်ကိုဆင်းပြီးပပစ္စတရားကိုငါခံရအောင်ပါပဲဆိုအနော်မာမြစ်ကိုဆင်းတယ်ဆင်းပြီးတော့ဗတ္တိဇံခံယူလိုက်တယ်ပပစ္စတရားကိုပြောတာနစ်မြုပ်လိုက်တယ်ပြန်ပေါ်ထလာတဲ့ခါမှာစကားတစ်ခုပြောတယ်ဆံပယ်လိုက်ပြီးတိတ်တရဂေါရမဘယ်တော့မှကြောမတော့ဆံလည်းမပယ်အလုံးရောင်နေပြီဆံပယ်လိုက်တဲ့စကားကစပယ်မဟုတ်ဘူးဆန္ဒမှန်တဲ့မြောက်ကိုငါရေသိန်းချိုင်းကုန်းမှာမြုပ်လိုက်ပြီစားရင်တောက်ခြင်းမေထုံပြုတ်ခြင်းနဲ့လောဘဒေါသတဏှာတွေအလုံးငါပယ်လိုက်ပြီလို့ပြောတဲ့စကားကိုဒီနေ့ဆန္ဒကိုပယ်လိုက်တာစပယ်ပယ်လာဒါကိုကျွန်တော်ကကောင်းကောင်းသိတော့ဗုဒ္ဓဘာသာအပြတ်လိုက်ခေါ်တယ်ဘုန်းကြီးတွေခေါ်တော့ကျွန်တော်ကဘာသာရေးဖြစ်စီတယ်လို့ဆွဆွဲတယ်ကိုကိုကိုတဲ့ဘာသာတရားရဲ့အတိတ်နဲ့ကိုကျွန်တော်လေ့လာရတယ်ဒါကိုကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်ရေဟာအဓိကအရေးကြီးပါတယ်တိတ်တရဂေါရမဟာအနော်မာမြစ်ကိုဆေးပြီးတော့ပပစ္စတရားဆိုတာကိုဗတ္တိဇံဆိုတာခံတယ်ယေရှုကတော့ယော်ဒန်မြစ်ကိုလာပြီးတော့ဗတ္တိဒါကြောင့်ရေဟာတာအဓိကအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာကိုကျွန်တော်သဘောပေါက်ဖို့လိုတယ်ဒါကြောင့်ဒီနေ့ခရိယန်တွေဒါတွေကိုသိသလားနှစ်ချင်းခံလိုက်တာနဲ့ခရိယန်ဖြစ်ပြီလို့ထင်တဲ့ခရိယန်တွေတပုံယူတယ်မဟုတ်ဘူးဒါကြောင့်နှစ်ချင်းဆိုတာဘာကိုပြောတာလဲနော်ဒီနေ့လူတွေနားမလဲလို့ခရစ်တော်လက်ထက်မှာလဲနိကိုဒေဘယ်နားလဲမလဲခရစ်တော်ဓာတ်တွေကိုသင်ပေးတယ်ဒါကြောင့်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကိုကောင်းကောင်းခံယူပြီးတော့ဖခင်ကဘာပြောတယ်လဲဘာကိုဆိုလိုတာလဲဆိုပိုင်းခြားနားလည်မှလာလေဒီတရားကိုကျွန်တော်တို့ဟောလို့ရမယ်ဒါကြောင့်ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာဟာတရားချင်းတူလိမ့်မယ်နော်ဘာသာချင်းဘာသာဆိုဖခင်ရဲ့စံနှုန်းကိုပြောတာဘာသာဆိုတာဖခင်မှာရှိသောစံနှုန်းစံထားကိုဘာသာနဲ့နိုင်ထားတယ်ဘာကြောင့်လဲ9ပါးသီလ10ပါးသီလ10ပါးသီလဗုဒ္ဓဘာသာရှိလို့ကျွန်တော်တို့ခရစ်ယာန်မှာသူတို့ထက်တောင်များတယ်613ပါးပြည့်ညတ်တွေရှိတယ်ဘယ်သူမှမထိန်နိုင်တဲ့ပြည့်ညတ်တွေကိုဖခင်စံနှုန်းနဲ့ချပေးလိုက်တဲ့အခါဘာသာနဲ့ထိန်းကြည့်တဲ့အခါမှာစောက်ထုံးမိုးမျိုးတွေဖြစ်သွားတာကုသိုလ်တပည့်ငရဲတလဲနဲ့သွားတာသူတမသားနဲ့ဖျားမှာပဲကျွန်တော်တို့သူ့အသက်မပါပဲထမင်းမှမစားနိုင်တာဟုတ်တယ်မလားပဇွန်လေးငါးလေးဖားလေးပါမှထမင်းစားကြတယ်တေတဲ့မတော့နဲ့ဩမူးစရာမရှိတိုင်ပတ်ပြီးမူးရှင်တဲ့လူတွေဟုတ်တယ်မလားမူးတာမပြောနဲ့ပိုဆိုးတယ်မူးတာမပါထမင်းမဝတော့
မလိမ်မညာပဲနဲ့ဘာစီးပေါ်မှလုပ်လို့မရလိမ်ကိုလိမ်ရညာပဲဘာလဲမုဒ္ဒမပါလေကမချောသူများသားပြိုသမီးပြိုမပြစ်မှားနဲ့ဟုတ်တယ်မလားဒီနေ့လူတွေကလူချင်းပြစ်မှားတာမှာအယုတ်တောင်ပြစ်မှားတာနော်အယုတ်ကလေးကြည့်လိုက်ဟာချောလိုက်တာလာလိုက်တာဆိုတော့နော်ပီတိတွေဖြည့်ပြီးတော့ကြည့်နေတာခေါင်းရကလာတော့သူ့မိမတပ်ဖို့တင်လိုက်တာလေဟုတ်လဲဟုတ်တယ်တော်တော်လာတာပဲကြည့်လိုက်တာနဲ့အဲ့ဒါမျိုးတွေပေါ့လူတွေကလူချင်းပြတော့အယုတ်ကြည့်ပြီးတော့ကိုရီးယားမင်းသားကိုရီးယားမင်းသမီးတွေကြည့်ပြီးတော့စိတ်ဝင်စားနေတာကိလေသာကအဲ့ဒီမှာမျက်လုံးအာရုံဘာကြောင့်လဲလူရဲ့မျက်စိကကိလေသာမျက်စိလေဒါကြောင့်ဒီအရာကိုလူတွေမထိန်နိုင်ပါဘူးဒါကြောင့်ဒီနေ့သူရသားမျိုးသမီးမျိုးမပြစ်မရမဖြစ်စီပါဘလောက်ပဲရေးဒါတော့ဖယားဆန်လုံးနေပဲလူကအားလုံးလူကျွန်းပြီးတာဒီပညာကိုဘယ်သူမှမထိန်နိုင်တဲ့အခါမှာခရစ်တော်လာချေအဖြစ်ပညာနှစ်ခုနဲ့ပဲသွားထိန်ပေးတယ်အဲ့ဒီပညာကဖယားနဲ့ဆိုင်တဲ့ပညာနဲ့လူနဲ့ဆိုင်တဲ့ပညာနှစ်ခုနဲ့ပဲသူထိန်တယ်ဓမ္မသိနဲ့ဓမ္မဟောင်းသူချုပ်လိုက်တယ်မင်းတို့မလုံနိုင်တဲ့အရာဒီနှစ်ခုတော့လုံအဲ့ဒီနှစ်ခုလုံလိုက်ရင်မင်းတို့အားလုံးထိန်ပြီးသားနော်ပထမပညာကတော့တေးဖျားတဲ့ထာဝရပြစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိတဲ့ဉာဏ်ချစ်တော့ဖျားဖို့နံပါတ်1ဦးစားတယ်ဒုတိယပညာကဘာလဲကိုနဲ့ဆက်ဆိုင်တော့လူမှန်သမျှကိုနဲ့ဆက်ဆိုင်တယ်လူဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့ဆက်ဆိုင်တော့သူကိုနဲ့အမြန်ချစ်လို့အဲ့ဒီပညာနဲ့ချုပ်ထားတယ်ဒါကြောင့်အချင်းချင်းချစ်ပြီးဆိုရင်သူ့အကျိုးရုပ်အောင်ကိုမလုပ်တော့ဘူးလေတဘောကသူ့မှာခင်ပွန်းတဲ့ရှိတယ်ဟုတ်တယ်မလားသူ့ကိုစိတ်ဝင်စားပြီးတော့သွားပြီးတော့နော်ပလောင်းပလဲလှုပ်ရှားမလို့တော့ဘူးလေနားကိုနားလေရမယ်ကိုနဲ့ဆက်ဆံတော့သူကိုနဲ့အမြတ်ချစ်တဲ့ကောင်သူ့အကျိုးပြတ်တော့သူ့လေကွဲတော့အောင်ကျွန်တော်ဘာမှလှုပ်ရှားမလို့တော့သူ့ကိုမုန်းတီးဘူးလားမတော်မတရားတွေဘာမှလှုပ်ရှားမလို့ကတုံးကလေး like လှုပ်ရှားမလို့ချစ်ချင်းမေတ္တာကထိမ့်ပလိုက်ရတာအချင်းချင်းချစ်ဖို့အချင်းချင်းချစ်သူ့ပစ္စည်းလည်းမခိုးချင်တော့ဘူးလေသူ့အကျိုးရုပ်အောင်လည်းဘာမှမလုပ်ချင်တော့ဘူးဟုတ်တယ်မလားမတတ်ချင်တော့ဘူးမဖြတ်ချင်တော့ဘူးအဲ့ဒီပုံစံနဲ့ချုပ်ထားတာနှစ်ခုနဲ့ပဲလာချုပ်သွားတဲ့အတွက်ကြောင့်ခရစ်တော်ကပညာကိုပယ်ဖို့ပုံမင်းမလို့မလုံနိုင်တဲ့အရာငါလုပ်ပေးခဲ့ပြီးဒီပညာနှစ်ခုလေးကိုတော့ထိန်းလိုက်တော့ဒါဆိုပညာအလုံးစုံကိုထိန်းတာလေအတူတူပဲလို့တမန်ကျမ်းကကျွန်တော်တို့ကိုအဲ့လိုပြောပြတယ်ဒါကြောင့်ခရိယအသက်တာဟာလွယ်တယ်လို့ထင်တာဖယားအပိုင်းကတော့မလွယ်ဘူးလူအပိုင်းကယုံတာနဲ့ရတာဒါပေမဲ့ယုံတာနဲ့ရတယ်ဆိုတော့လူတွေကမယုံနိုင်ဘူးလေလွယ်လုံးအားကြည့်တာဘူးဒါပေမဲ့ဖယားအပိုင်းကလွယ်တဲ့အပိုင်းတော့မဟုတ်ဘူးတပါးဒီသောသားတော်ကိုစွန့်ပြီးတော့ငါတို့ကိုချစ်ပြီးရွေးနှုတ်လိုက်ရတာစာတန်လက်ထက်ကဒီတိုင်းဆွဲယူတာမှမဟုတ်လားသူ့မှာတပါးဒီသောသားတော်ကိုပေးတဲ့အသက်ပေးရတဲ့အသွေးသွင်းပြီးတော့ကျွန်တော်တို့ကိုရဖို့အတွက်အဖိုးခါပေးလိုက်ရတယ်ကျွန်တော်တို့ဘက်ကအဲ့ဒါသူလုပ်ပေးတာကိုယုံတာနဲ့ရလိုက်တဲ့အရာကအချောင်ပဲလေဒါမဲ့ကျွန်တော်တို့ဘလောက်ယုံတယ်လဲဘလောက်ချစ်တယ်လဲဆိုသူကပြန်စမ်းတတ်တဲ့အရာတွေရှိတယ်သင်္ကေတညဉ့်ရတင့်ကိုစစ်မှာပဲငါ့ကိုဘလောက်ချစ်တယ်လဲငါချစ်တာတော့မင်းတို့သိပြီဒီနေ့လေခရိယန်တိုင်းကဖျားချစ်တာကိုသိပြီးတော့ဖျားကိုပြန်ချစ်ဖို့လက်တွေ့မပြနိုင်ဘူးလက်တွေ့မပြနိုင်တာခရိယန်တွေပဲသူ့ကိုချစ်ရင်သူ့စကားဆိုတဲ့ဒီဟာကိုနားထောင်တော့သူ့ကိုချစ်ရင်ဆုတောင်းချက်များများဆုတောင်းတော့သူ့ကိုချစ်ရင်သူ့ကိုအချိန်ပေးရတာဒီနေ့ဘာမှမလုပ်နိုင်ဒါကြောင့်ကျွန်တော်တို့မှာတက်တည်မရှိဘူးသူကတော့တက်တည်ပြတာဒါကြောင့်ကျွန်တော်တို့ကိုသူစစ်လိုက်တယ်ဒါကြောင့်ဖယားအလုပ်နဲ့စာရမဏအလုပ်ကလုံးဝရှိနေရနေကွာဖယားကတင့်ကိုကောင်းချီးပေးချင်ရင်စစ်ဆေးပြီးမှပေးတယ်ဖယားတဲ့ယုံကြည်ခြင်းကိုစစ်မယ်တဲ့သစ္စာရှိမှုကိုချစ်မယ်စစ်မယ်တဲ့ယုံကြည်ခြင်းဘယ်လောက်ရှိတယ်လဲဆိုစစ်မယ်သူလိုချင်တာခရိယံမလိုချင်ဘူးခရိယံကိုမတွေ့ချင်ဘူးနော်လူကအခန်းကြီး18အငယ်8မှာငါကြွလာမဲ့အခါမှာနော်ခရိယံတွေကိုငါယုံကြည်သူကိုတွေ့မှတွေ့မယ်သူကယုံကြည်သူပဲရှိလို့ချင်တာခရိယံကိုမလိုချင်ဘူးခရိယံကမိုးလို့ပေါက်နေတယ်မိုးလို့ပေါက်နေချင်း3-5ခါခါနဲ့ခရိယံတွေတပုံကြီးပဲလေအဲ့ဒီခရိယံမျိုးကိုငါမလို့ဒီနေ့ယောမဧဂရိလက်ထက်မှာယောမအင်ပါယာကြီးတစ်ခုလုံးကိုနော်အားလုံးခရိယံတိုင်သွင်းလိုက်တာဘာဟုတ်တော့ဘာသာနိုင်ငံကိုခရိယံနိုင်ငံအဖြစ်ချိန်တာဒါကြောင့်အဖြူတွေအကုန်လုံးအာစီတွေဖြစ်ပြီးတော့ခရိယံပဲလေတည်င်းကောင်းမကြားဘဲနဲ့ခရိယံဖြစ်ကြတာတကယ်တော့ခရိယံဆိုတာတည်င်းကောင်းခ
ခရစ်တော်ဘာလုပ်ပေးသွားသလားအဲ့ဒါကားပါတယ်ဒီနေ့အာစီတွေအဲ့ဒါမှမသိတာမသိဘူးဒါကြောင့်ဒီအရာတွေအားဖြင့်လွဲနေတဲ့အရာတွေတော့အများကြီးရှိပါတယ်ဒါပေမဲ့ဒါတွေပြောနေတော့သဘောပေါက်မှာမဟုတ်ဘူးအာစီကိုပုတ်ခတ်တယ်လို့ပြောမဟုတ်ဘူးပုတ်ခတ်တာတော့မဟုတ်ဘူးလွဲနေတဲ့အရာမေတော်အားဖြင့်ကောင်းကင်နိုင်ငံဝင်စားရမှာတို့နော်တေသူဝီလီဆုတောင်းပေးတဲ့အခါမှာဒီဝိညာဉ်နဲ့ကောင်းကင်နိုင်ငံပြန်ရောက်တာတော့စမ်းစမ်းမှာတပိုင်းမှမပါတဲ့အရာတွေအားဖြင့်ကျွန်တော်တို့ယုံနေလို့လည်းအချင်းနဲ့တက်ဖြစ်သွားတယ်မေတော်ဆုတောင်းပေးလို့ရတယ်ဆိုတော့တခုမှမပါတဲ့မေတော်တောင်မှအပြောခံလိုက်ရအချင်းမိမ့်မှတင်တဲ့ငါပါဆိုင်တယ်လေအဲ့ဒါကိုကျွန်တော်တို့သဘောပေါက်ကိုမေတော်ရဲ့ကန္တာကဘယ်နှကန္တာပါတယ်လဲစမ်းစာအုပ်တအုပ်လုံးကိုတက်တက်ဆွေကိုကြည့်လိုက်တော့ဒါကြောင့်ကျွန်တော်တို့ကဒီအရာတွေကိုဂဂနနာပိုင်းခြားနားလည်ပြီးတော့ကျွန်တော်တို့ဝိညာဉ်ရေးရာမှာနှုတ်ကပတ်တော်နဲ့အတွင်းလူကိုတိဆောက်ဖို့လိုတယ်အတွင်းလူဒီနေ့ဒီနိုင်ငံရောက်တဲ့လူတွေဟာအတိုက်ဖြတ်ခံပြီးတော့ရောက်လာတာပမာပြည်မှာနေလေအထုကတော့တိုင်းရင်းသားတော်တော်များများအတိုက်ဖြတ်ထားလိုက်တာနှစ်ပေါင်းများစွာနှစ်ပေါင်း80ကျော်တိုင်းရင်းသားတွေကအဖိနှိတ်ခံနေလားတော်တော်လည်းဖခင်ကဒီအချိန်မှာဒီနိုင်ငံကြီးကိုအတိုက်ဖြတ်ပြီးတော့ဖာရောပြည်တဲ့အစပေါင်းများစွာဆိုးတဲ့မင်းအာဏာကိုခံလိုက်တယ်ဒီနေ့ဒီပုံကိုယ်တွေကြောင့်ဒီဘက်ကိုရောက်လာဘုသူတွေလည်းတိုင်းရင်းသားအများဆုံးရတယ်ဒီကြားထဲမှာတိုင်းရင်းသားမဟုတ်တဲ့ဗမာတွေလည်းရောက်လာဒါပေမဲ့ဒီရောက်တော့ဝိညာဉ်ရမှာ0ဖြစ်တဲ့ခရိယာတွေတပုံယူအကုန်လုံးဖြစ်သွားတာအိမ်တော်ရေးတွေပြူပြဲတယ်သားသမီးတွေနော်အကုန်လုံးမူရစေဝါဆွဲတဲ့ကာစီကိုလောင်းရတာနဲ့ဆွဲတော့ဒါကိုကျွန်တော်ကအခု9နှစ်ကျော်ပြည်နယ်30ကိုကျွန်တော်လိုက်ခေါ်ပြဖခင်ကကျွန်တော်ဘယ်လောက်ဆက်ထားမလဲတော့မသိဘူးကျွန်တော်ပြောချင်တာကဒီနေ့အသက်ရှင်တော့နှုတ်ကပတ်တော်ကိုအတွင်းလူအတွက်ခိုင်ခိုင်ခန့်ခန့်တိဆောက်ပဲအခြေခံဒီချိန်မှာဘယ်ဘာသာမှမဟောတဲ့တရားက TV ထဲမှာဟောနေပြီ TV ထဲမှာအသိပေးနေပြီခရစ်တော်အကြောင်းဘယ်ချိန်ကြွလာမှချီဆောင်ခြင်းနီးတဲ့နီးပြီးဆိုတဲ့အကြောင်းတွေကကဘာမှာအမေရိကန်စစ်ပွဲအပြင်အဆုံးသတ်တော့မယ်လေဒီခရိယန်တမန်ကျမ်းတစ်ခုကိုကင်တဲ့လူတွေပဲဟောတယ်ဗုဒ္ဓဘာသာလည်းသူဖျားကြောင်းမဟောတော့ဟိန္ဒူလည်းသူဖျားကြောင်းမဟုတ်မွတ်စလင်လည်းသူဖျားကြောင်းဘယ်တော့မှမဟုတ်ဒီနေ့ဒီကျမ်းစာအုပ်နဲ့သက်ဆိုင်တဲ့ဂေါချောနမှာကြည့်မလားအကုန်လုံးကကဘာပြန့်သွားပြီဒါကြောင့်နောက်ဆုံးသောကာလရဲ့အဆုံးပိုင်းကိုရောက်နေပြီဒါကြောင့်လူတိုင်းကိုကဲတင်ခြင်းရဖို့နံပါတ်1ဖခင်ကတော့ဘသူကိုမှလူဆိုရင်ငရဲသွားမှဆင်းတယ်မှာဖခင်မထားဘူးငရဲဆိုတာစာဒမာနအတွက်ဖြစ်တယ်ဒါကြောင့်နစ်ပေအခန်းကြီး3အငယ်9မှာငါတို့တွင်အဘယ်သူကိုမှမပြည့်စည်စေပျက်စီးစေဆိုငရဲကိုသွားတာငါတို့တွင်အဘယ်သူကိုမှမပြည့်စည်စေပဲရှိသမျှတို့သည်ရှိသမျှဆိုအားလုံးနောင်တရစေခြင်းကဖခင်လိုတော့ရှိကဲတင်ခြင်းကနောင်တနဲ့ဆိုင်နောင်တရရင်ကဲတင်ခြင်းလမ်းစာပဲဒါကြောင့်ခရစ်တော်ရဲ့တပည့်တော်တွေမာကုအခန်းကြီး6အငယ်7-73ကျခရစ်တော်တွေကမင်းတို့တည်င်းကောင်းလိုက်ဟောကဲတင်ခြင်းတရားဟောလို့တခုမှမပြောတပည့်တော်တွေမဟုတ်မပြောခိုင်းဘူးသင်တို့သွား၍ဘာပြောလဲဒီမှာသွားရင်နောင်တတရားကိုဟောခိုင်းတယ်လူကနောင်တရမှာကဲတင်ခြင်းရမယ်နောင်တနဲ့ပတ်သက်ဘာဟောလဲအပြစ်တရားကောင်းလို့ဟောပေးရမိဒီအပြစ်တွေအပြစ်အခသေခြင်းဆိုတဲ့ငရဲမစ်ဆိုင်တဲ့အတိုင်းတော့ရိတ်ရတော့မယ်အဲ့ဒီအပြစ်နဲ့ပတ်သက်ကောင်းကောင်းဟောပေးရမယ်အပြစ်နဲ့ဟောမှသူနောင်တရမယ်တရင်ကောင်ကြောတရင်တနဲ့ယေရှုနင်းကိုချစ်တယ်နင်းယေရှုကိုယုံကြည်တယ်နဲ့ငရဲကအဲ့ဒီကောင်တွေသေလာများတယ်အဲ့ဒါသေလာများတယ်အချော့ကြိုက်တဲ့လူတွေအတွက်တော့ဟောတာမရဘူးအဲ့ဒီလူတွေကဘာနဲ့နေကုန်းချုပ်တယ်လဲဆိုအချော့ကြိုက်လုံးအားကြီးတယ်ဒီဟာကိုပဲကြိုက်လုံးအားကြီးတော့နောက်ဆုံးဒီသုတ်တန်29တက်နဲ့ဆုံးသွားတယ်တအားနာတယ်ကျွန်တော်ကအေးဝင်လေးတက်တမ်းမနေတော့ဘူးလေအချော့လိုက်ကြိုက်တဲ့လူတွေကိုနောက်တစ်ပတ်လေအတော်ဟိုနေ့ဟိုတလားကဟောခဲ့တယ်အတော်ရဲ့သားလေးကိုဆုံးသွားပြီသေသွားပြီနံပါတ်4 shot ဘာကြောင့်ဖြစ်သွားတာလဲအထက်ဆုံးမှပြီလေဘေးခိုင်ပါလေကျိုးတရင်တက်နဲ့သွားဟောလို့ဘ
ပြတ်သားသားမဟောတဲ့အခါမှာသူတို့နောင်တမရနိုင်ဘူးသုတ်တန်29တိ ထထဆုံးမခြင်းကိုခံတော်လဲမိမိလည်းပင်ကိုခိုင်မာစေသောသူဒီကိုယ်ွယ်ရမရရုပ်တရက်ပျက်စီးလိမ့် ပျက်စီးတာပဲသေတာပဲလေကေတင်ချင်းရရင်တော့ဖယားကတော့ဝိညာဉ်ကိုပရဒိုက်မှာရှိမှာပဲခန္ဓာကိုယ်ကတော့ဖြစ်စီပြဒါပဲလေမနှမျိုးဘူးဖယားကဒါကြောင့်အထက်ထဆုံးမခြင်းကိုခံတယ်လေမိမိလေပင်ခိုင်မာတဲ့လူတွေကတော့ရုပ်တည်းပျက်စီးတယ်ဆိုတဲ့အကြောင်းဒါကြောင့်ဖယားသခင်ကဒီနေ့နောင်တတရားကိုအရင်ဆုံးဟောခဲ့တယ်နောင်တဟောပြီးတာလေသူ့နောင်တရပြီးခရစ်တော်ကိုခေါ်ဖိတ်လက်ခံတဲ့အထိဟောလိုက်ပြီးတာနဲ့ဘာလုပ်ရမလဲဆိုတော့ခရစ်တော်ကိုခေါ်ဖိတ်ပြီးနှလုံးသားထဲမှာယေရှုခရစ်တော်ကဘယ်သူလဲဆိုတာကိုပြောပြီးခေါ်ဖိတ်နောင်တရတဲ့လူတယောက်ကိုဘာဆက်လုပ်ရမလဲနတ်ဆိုးတို့ကိုမောင်းထုတ်ကြလူတိုင်းမှာနတ်ဆိုးရှိတယ်နတ်ဆိုးဆိုတာတကောင်လည်းမဟုတ်ဒေါသထွက်တာလည်းနတ်ဆိုးလက္ခဏာပဲအဂိလိုက်စားခြင်းတဲ့နတ်ဆိုးပဲနော်စိတ်လေးတွေကိုနေအရက်တွေဘီယာတွေလိုက်မော်တာလည်းနတ်ဆိုးအလုပ်ပဲဟုတ်တယ်မလားဒါတွေကအားလုံးနတ်ဆိုးလက္ခဏာပဲဒေါသထွက်တဲ့စိတ်တူတယ်ကိုလူတွေကိုထိုးချင်ကြိတ်ချင်ဒါနတ်ဆိုးလက္ခဏာတွေပဲဒါကြောင့်အဲ့ဒီလူတယောက်ကယ်တင်ခြင်းရပြီးနောင်တရပြီးတာနဲ့ခရစ်တော်ကိုခေါ်ဖိတ်လက်ခံတာနဲ့သူ့ကို deliver လုပ်ရတော့တယ်မောင်းထုတ်ရတယ်တကောင်ပြီးတကောင်ကယ်တင်ခြင်းရပြီးတင်းထောက်လုပ်ရင်လည်းဘီယာခိုးတော့တဲ့ကောင်ရှိသေးတယ်အဲ့ဒါတွေကိုတကောင်ပြီးတကောင်ဆွဲထုတ်ရတယ်နော်ငွေကြီးမမနဲ့လူတွေသူများသားများစော်ကားကြတဲ့ကောင်တွေတပုံကြီးပဲကယ်တင်ခြင်းတော့ဘောနေခဲ့မဲ့တင်းထောက်တော့လုပ်နေတယ်ဒါတွေရှိနေတယ်ဒါဆိုရင်ဘာမလုပ်ခဲ့လို့လဲ deliver မလုပ်လို့ခရိယန်တွေ deliver လို့ခရစ်တော်အပြင်ပြီးသွားတဲ့တင်တာလုံးဝမပြီးလုံးဝမပြီးအမှုတော်ကိုကြိုးစား၍မဆောင်ရွက်တော်သူသည်ကျိန်ဆဲခြင်းလို့လာတယ်ဆိုတာနော်ဒါကကျိန်ချင်းအမယ်လားဒါကိုကျွန်တော်တို့သဘောပေါက်ဖို့လေဒါတွေသင်ဖို့လိုတယ်ဒါကြောင့်ဒီနေ့နတ်ဆိုးကိုမောင်းထုတ်ပြီးနတ်ဆိုးထွက်သွားပြီးဆိုပြီးဒီရှင်းနတ်မနေနဲ့နေရာမပေးမချင်းပြန်လာလိမ့်နောက်ထပ်9ကောင်ခေါ်လာမယ်အဲ့တော့ရှေ့ဖြစ်ဟန်နဲ့နောက်ဖြစ်ဟန်ဆိုးသွားပြီဘလို့မှလှုပ်လို့မရတော့ပိုဆိုးသွားပြီဒါကြောင့်နတ်ဆိုးကိုမောင်းထုတ်ရဲ့နေရာပေးရတယ်အနဲ့ဆုံးသောကန္နာယနော်6တွေ့သောကန္နာယအနဲ့ဆုံးသောပင်လေခရစ်တော်မလာမချင်းတရားစီရင်မဲ့နေ့ရက်မှာပဲမင်းထွက်လာခဲ့တော့လို့သူ့ကိုအမိန့်ပေးရတယ်နတ်ဆိုးထွက်သွားပြီးအမိန့်ပေးပြီးဒါနဲ့နတ်ဆိုးတကယ်ထွက်သွားတယ်ဒါပဲမဲ့ဘောနကဲနဲ့ရှုနာဆိုင်ကုန်ဖြစ်ပြီအနာယောဂဖြစ်သွားပြီကျမ်းမာရေးတွေချုပ်တက်သွားပြီအများကြီးဖြစ်တယ်ဘောနကဲနဲ့အများကြီးအနာဘာကြောင့်လဲနတ်ဆိုးချိပါခဲ့ပြီလေအဲ့ဒီမှာနောက်ဆုံးအဆင့်ကဘာလဲအဲ့ဒီအနာကိုစီလိမ့်ပြီးတော့ဆူတောင်းလိုက်ပါအေးဝင်ကလေးပြည့်စုံတော့အေးဝင်ကလေးက3မျိုးနဲ့သွားတာပထမနောင်တဟောတယ်နတ်ဆိုးမောင်းထုတ်မယ်အနာဖြစ်တဲ့လူတွေနတ်ဆိုးချိပါခဲ့တာကိုတန်ရှင်းလုပ်ပြီးစီလိမ့်ပြီးဆူတောင်းမယ်ဒီ3မျိုးနဲ့သွားတာအဲ့ဒါကစုံလေတော့အေးဝင်ကလေးတည်င်းကောင်းမှာအဲ့ဒါနဲ့သွားရတယ်ဆိုတဲ့အကြောင်းကိုအသေးတော်တိုင်းမှာသိရမှာဒါပဲဒါကြောင့်ချစ်တော်ဒီကိုမောင်မတို့ဒီနေ့တွေ့ဆုံရတယ်ကျေးဇူးချင်းမှုဒီနေ့နောက်ဆုံးပြောချင်တဲ့စကားကတော့လူတိုင်းဟာလူတစ်ယောက်က2ယောက်စီအသက်ရှင်နေကြရတယ်2ယောက်ရှိနေတယ်ဇာတိလူတစ်ယောက်ရှိတယ်ဝိညာဉ်လူတစ်ယောက်ကအထဲမှာ2ယောက်ရှိတယ်အမြဲတမ်းတိုက်ခိုက်တဲ့ရဲ့နှလုံးသားဟာစစ်ပွဲပဲဇာတိကအများရင်ဝိညာဉ်ကရှုံးသွားပြန်ပြီဝိညာဉ်ကအားများရင်ဇာတိကရှုံး2ယောက်ကိုခွေး2ကောင်မွေးပြီးအစာ2ခုစလုံးကျွေးနေတယ်ဝိညာဉ်အစာကိုလည်းကျွေးနေတယ်လေနံနှစ်ဖက်နေနဲ့အသက်တန်မျိုးဖြစ်တယ်တကောင်ကောင်ကိုတော့အငတ်ထားမှသာလေတကောင်ကအသက်ရှင်တယ်ဒါကြောင့်တင်တို့ကျွန်တော်တို့အသက်တာမှာဒီနေ့ခရိယန်ဆိုတာ2မျိုးသွားတာပေါ့2မျိုးရှိတယ်ဇာတိပဂတိခရိယန်ဝိညာဉ်ပဂတိခရိယန်ဟုတ်တယ်နော်မိယူဖလာခရိယန်နော်ဘာနောက်ခရိယန်ပါလေကဲတင်ခြင်းရတဲ့ခရိယန်ပြောင်းတဲ့ခရစ်တော်ကိုရတော့ခရိယန်မိယူဖလာကတော့ automatic ခရိယန်ဖြစ်တာဟုတ်တယ်မလားဒါကြောင့်ခရိယန်2မျိုးရှိနေတယ်အထဲမှာကျွန်တော်အထဲမှာဇာတိဆိုတဲ့ဣရှမေလတယောက်ကိုလည်းမွေးထားတယ်နော်ဣဇက်ဆိုတဲ့ဂရိတော်နဲ့ရတယ်ဖျားဂရိတော်နဲ့ရတယ်ဂျေဇုတော်ကိုလည်းခံထားတယ်ဒါကြောင့်ဂျုံမဟာဂရကပြဿနာတက်ပြီလေဘ
သူအကြံဉာဏ်ပေးလိုက်တာလေ စားလာ စာရာအကြံစာရာပြတ်တော့တာတက်တယ်စာရာကိုဖယားဒါဆိုနေအင်ကကြုံမကိုမောင်းထုတ်လိုက်တယ်အမွေခံစရာအကြောင်းမရှိဘူးဂတိတော်နဲ့ရတဲ့အေးဆက်တာလေအမွေခရရမှာဒါကျွန်တော်တို့အသက်တာကျွန်တော်တို့အသက်တာမှာနှစ်ယောက်မွေးထားတယ်ကြုံမရဲ့သားနဲ့ဂတိတော်နဲ့ရတဲ့သားနှစ်ယောက်ကိုဖက်ထားတာဒါကြောင့်တစ်ယောက်ကိုဆွဲထုတ်ခိုင်းတယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်ဒါကြောင့်သင်တို့ရဲ့ဝိညာဉ်လူကိုခိုင်ခန့်အောင်တည်ဆောက်ပါဒီနောက်ဆုံးသောကာလကသင်တို့ကိုဆွဲချနေပြီဖြစ်တယ်ဒုတိယကအတူနေခြင်းတဲ့ဖခင်ကိုဒီနေ့နှလုံးသားပါနေရာပေးပြီးတော့သင်ရဲ့ဘယ်နေရာမှာနေလဲဝိညာဉ်ထဲမှာဖခင်မနေဘူးသင်ရဲ့အတွင်းနှလုံးသားထဲမှာနေခြင်းတယ်ဒါကြောင့်ငါသမီးငါသားသင်ရဲ့နှလုံးကိုငါကိုပေးကောင်းလို့တောင်းတာမဟုတ်ဘူးအစားထိုးခြင်းတယ်သင်တို့ရဲ့ကြောက်နှလုံးကိုငါထုတ်ပြီးတော့အသားနှလုံးကိုငါထည့်မယ်ရေစီရှိလား36ပါအသားနှလုံးထဲကိုငါထည့်ပြီးတော့ငါဝိညာဉ်လဲသင်တို့နဲ့အတူငါနေခြင်းတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဩတ္တပတ်ထဲမှာဖျားနေခြင်းတယ်ဒါကြောင့်သင်တို့ရဲ့ဗိမာန်ဟာဖျားသခင်ဗိမာန်သင်တို့ရဲ့နှလုံးသားဖြစ်တယ်လူကစိတ်နှလုံးနဲ့ပဲဥဆောင်သွားတာစိတ်နှလုံးနဲ့ပဲဖောက်ပြန်နေကြတာဒါကြောင့်သုတ်တန်16မှာစိတ်နှလုံးအကြံစီတို့လူနဲ့ဆိုင်ဒါလူနဲ့ဆိုင်တဲ့စိတ်နှလုံးကိုခစ်တော့အုပ်ဆိုးမှသာလေသူကိုယ်တိုင်အလုပ်လုပ်လို့ရတယ်ဒါကြောင့်နှလုံးကိုတောင်းတာသူအုပ်ဆိုးခြင်းလို့အဲ့ဒါကြောင့်အတွင်းလူဟာခိုင်ခန့်အောင်လုပ်မယ်အတူနေခြင်းနဲ့အေမာနွေလာကသိအထဲမှာပဲနေတယ်ဓမ္မဟောင်းမှာတော့အပေါ်မှာအပြင်မှာနေတယ်လူတွေနဲ့ပူးပေါင်းမိမနေဘူးစကားပြောခြင်းတမန်တော်တွေကိုဆင်းလွတ်တဲ့ကောင်းကင်တမန်တွေဆင်းလွတ်တဲ့သူရွေးချယ်တဲ့နော်ပုဂ္ဂိုလ်တွေနဲ့စကားပြောခိုင်းတယ်နောက်ဆုံးတရိษံတွေနဲ့လည်းစကားပြောတယ်ဖခင်ဒီနောက်ဆုံးသောကျေးဇူးတော်ကာလမှာဖခင်ကကျွန်တော်တို့နဲ့အတူနေဖို့အေမာနွေလာဖြစ်တယ်ဒါကြောင့်ထိုဖခင်ကိုလက်ခံပါနောက်ဆုံးတစ်ချက်ကတော့အထက်အရာရှာပါလောကအရာကလောင်စာစုတယ်လို့မှတ်ထားလိုက်အိမ်ဘယ်နှလုံးထပ်ဝယ်မလဲလောင်စာပဲကာဗွန်နစီစေးမလဲလောင်စာပဲမလိုအပ်ဘူးတော့မဟုတ်ဘူးလိုအပ်ပါတယ်ဒါမဲ့အဓိကမဟုတ်လောကအရာကထားခဲ့ရမယ်အရာတွေဖြစ်တဲ့အတွက်ကြောင့်အထက်အရာကိုမျောလဲမှာကျွန်တော်တို့ကမလုံနိုင်သောနိုင်ငံကိုရသည်ဖြစ်၍ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအဖြစ်ကိုးကွယ်ခိုလှုံဖို့ဝိပုဖို့အင်မတန်အရေးကြီးတယ်မလုံနိုင်သောနိုင်ငံကအပေါ်မှာဒါကလုံနေပြီရေတွေကြီးလာပြီငရေတွေလှုပ်လာပြီစစ်တွေဖြစ်နေပြီယောဂါတွေဖြစ်ကုန်ပြီဒါကြောင့်အမေကလာနိုင်ငံမှာခဏလေးကျွန်တော်ဧည့်သည်အာဂါနုအနေနဲ့လာတာပဲအထက်အရာကဆွဲလန်းပြီးတော့အသက်ရှင်ပါမိကြောင်းဒီနေ့နှုတ်ကပတ်တော်အဖြစ်ပြန်လဲတွေ့ဆုံတဲ့အခါမှာဒီတရားလေးကိုဝိငါရှင်နဲ့အရောက်စီတိုင်းဖျားရှင်သူကောင်းကြီးပေးပါစေအာမင်ဟာလေလုယာရှင်မေခေါ်ပါစေနော်ကျွန်တော်အချင်းရှိ